တရားထိုင်မှအပေတကားပိတ်တယ်ဆိုတာတော့အပေတကားပိတ်ခြင်းလွဲပါတယ်ငါးပါးသီလလုံနဲ့အပေတကားပိတ်ပါတယ်ချောင်းကနေတောင်ညီသွားလိမ့်ဦးမယ်နော်ငါးပါးသီလသာလုံအောင်ထိအပေတကားငါးပါးသီလလုံနေဆိုရင်အပေမကြဘူးအပေမကြနိုင်ဘူးအဲ့ဒါကြောင့်ငါးပါးသီလအပေကြတယ်ဆိုတာအကုသိုလ်ကြောင့်ကြတာလေအကုသိုလ်မှလည်းအပေကြလောက်တဲ့အကုသိုလ်တွေလုံမှအပေဆိုတာကြရသော်ဘုရားကပုံသေးကြီးဘယ်တော့မှမဟုတ်ဘူးဖောတာတာရှိတယ်အနန္တရိယပိဿနန္တရိယကမ္မ၅ပါးကျူးလွန်ရင်တော့တေချာပေါက်ပဲဟောအမေတတ်တယ်ဖေတတ်တယ်ယဟန္တာကိုတတ်တယ်မြတ်စွာဘုရားသွေးစိမ့်တီအောင်ပြမှားတယ်တန်ခါသင်ခွဲတယ်ဆိုရင်တော့ဒါတေချာပေါက်ကြံတဲ့ဟာတွေကတော့တေချာပေါက်လို့ပြောနော်တေချာပေါက်ပြော maybe နဲ့ပဲတော့ possible ဘာလို့လဲဆိုလူမှာ condition တွေကရှိတာအခြေအနေတွေကမတူဘူးလေကဲတစုံတစ်ခုမဟုတ်တာလှုပ်တိုင်းဒီပြစ်မှုတစ်ခုကျူးလွန်တိုင်းဒီပြစ်မှုကျူးလွန်ရင်1300နှစ်ဆိုပါတော့ကြာလားလူတိုင်းအဲ့ဒီပြစ်မှုကျူးလွန်တိုင်းကြာလားပတ်စံရှိတဲ့လူကြမကြဘူးလေဘာလို့ဆိုသူပတ်စံကသူ condition ခေါ်တာနော်လူကြီးနဲ့သိရင်လည်းမကြဘူးတရားသူကြီးနဲ့သိရင်လည်းမကြဘူးအောင်မကြတာအဲ့ဒါကောင်းတဲ့ condition တွေရှိတယ်လေသူမှာအဲ့လိုဆိုလိုတာအပေရလည်းအဲ့လိုပဲမကောင်းတာလုံးမိပြီပဲလို့ကိုကျင်တရားတွေရှိတယ်ဒါနတွေလုပ်တယ်ကပ္ပဋ္ဌာန်းနေထိုင်နေဆိုရင်အဲ့ဒါတွေကကယ်မှာပဲပေါ့ဒီလိုဆိုလိုတာပေါ့နော်ခြေနေကောင်းနေလောက်တိုင်းမကြပါဘူးလို့အပေတကားလုံးဝပိတ်တယ်ဆိုတာကြတော့သူကသောတာပန်ဖြစ်သွားမှအပေနဲ့လုံးဝအိုးစားကွဲတယ်ဒါပေမဲ့သောတာပန်မဖြစ်ဘဲနဲ့အပေကလွတ်တယ်ဆိုတာမရှိဘူးလားဆိုရှိသောတာပန်မဖြစ်လဲအပေကနေလွတ်သွားတာရှိမလွတ်ဘူးဆိုတာ possible မဟုတ်တာလုပ်ရင်တော့လေလွတ်ချင်မှလုပ်မှာပေါ့ဥပမာမဲ့အပဒံထဲမှာပါတဲ့ပန်းလေးတစ်ပွင့်လှူတာနဲ့60တဲ့ကဘာအပေမလားဘူးတဲ့ကြံတဲ့ကုသိုလ်ကျွမ်းကြံလေးနဲ့ယဟန္တာဖြစ်သွားတယ်ကဲအဲ့ဒီလိုဇလန်းနေတောင်ရှိသေးတယ်လေသူ့ဖို့မှာဒါအပေတကားပိတ်သွားမြတ်စွာဘုရားကိုယ်တိုင်ကသာဥပါတိတေတသုတ်ဆိုတာဟောတာရှိတယ်ဒီဥပဒံရှိနေပေမဲ့လို့အပေမကြနိုင်တဲ့ပုဂ္ဂိုလ်တွေဆိုပြီးဟောတာရှိတယ်အဲ့တော့လူတိုင်းပဲကြမယ်လို့တော့မအောင်မေ့လေးနဲ့ပေါ့နော်ကောင်းတဲ့အခြေအနေတွေဖြစ်အောင်လုပ်ထားဖို့တော့လိုတယ်ပေါ့